အားလုံးပဲမင်္ဂလာပါမှန်တဲ့ကတီတိုတန်ဇလန်းအစဆုံးကိုတင်ဆက်ပေးပါမယ်ရှင်အမတိတ်ဆိတ်ငြိမ်သက်တဲ့လမ်းလေးတစ်ခုရဲ့အဆုံးမှာရှိတဲ့အိမ်ဟောင်းလေးတစ်လုံးကိုငှားရမ်းနေထိုင်ခဲ့ပါတယ်ဈေးတော့အရန်တက်တာပါတယ်အိမ်ကတော့မှောင်မဲနေပြီးနွေရာသီအတွင်းမှာတော့ထူးထူးဆန်းဆန်းအေးလို့နေပါတယ်ပထမညမှာအခန်းထဲကမှန်အဟောင်းတစ်ခုကိုသူမသတိပြုမိသွားပါတယ်သူမအဲ့ဒီမှန်အဟောင်းရှိကဖျက်လျှောက်တဲ့အခါတိုင်းတယောက်ယောက်ကမှန်ထဲကနေပုံရိပ်ရောင်အနေနဲ့သူမကိုစောင့်ကြည့်နေသလိုခံစားရပါတယ်မနက်3:13မိနစ်မှာတီတိုတန်ကြောင့်သူမအိပ်ယာမှနိုးလာခဲ့ပါတယ်အတန်ကနူးညံ့ပြီးအာပြော့နေတဲ့အတန်မျိုးပါအမသူမမြန်မြန်ထထိုင်လိုက်ပါတယ်အခန်းကဘယ်သူမှရှိမနေပါဘူးဒါပေမဲ့မှန်ကသူမအခန်းထဲမှာပုံရိပ်ရောင်တွေမပြတော့ဘဲမှောင်မိုက်တဲ့ဇင်းကြံလန်းကိုပဲပြနေပါတယ်ဇင်းကြံလန်းရဲ့အဆုံးမှာတော့ရေစုံနေတဲ့သပင်တွေမျက်နှာကိုဖုံးအုပ်နေတဲ့အမျိုးသမီးတူမတ်တရက်နေတာကိုတွေ့ရပါတယ်အမကြောက်ရွံ့လို့အေးခဲသွားပါတယ်အမျိုးသမီးကြီးကဖြူပက်ဖြူရောဖြစ်နေတဲ့လက်တစ်ဖက်ကိုဖြည်းဖြည်းလေးမြှောက်လိုက်ပါတယ်ပြီးတော့အမရဲ့အနောက်ဘက်ကိုညွန်ပြနေပါတယ်အမရဲ့လက်ပင်ကိုလေအေးလေးကတိုးဝေသွားပါတယ်သူကလှည့်ကြည့်လိုက်ပါတယ်ဘာမှမရှိပါဘူးမှန်ထဲကိုပြန်ကြည့်လိုက်တဲ့အခါမျိုးသမီးကြီးကမရှိတော့ပါဘူးဒါပေမဲ့ဒီတစ်ချိန်မှာတော့အမ်မာရဲ့ပုံရိပ်လည်းမှန်ထဲမှာရှိမနေတော့ပါဘူးနောက်နေ့မနေ့အိမ်နီးချင်းများကအမ်မာရဲ့အိတ်ခမ်းထဲမှာဘယ်သူမှရှိမနေတာကိုတွေ့ရပါတယ်မှန်တစ်ချက်ပဲရှိပါတယ်မှန်မျက်နှာပြင်ပေါ်မှာရေစုစလုံးများနဲ့ရေးသားထားတဲ့စလုံးများပဲရှိပါတယ်သူမကငါတို့နဲ့အခုအတူရှိနေပြီတဲ့